လူတိုင်းလိုချင်တက်မှတ်တဲ့အရာနှစ်ခုရှိပါတယ်အဲ့ဒါကတော့ကြောကြားခြင်းနဲ့ကြွယ်ဝခြင်းပါအဲ့ဒီအရာနှစ်ခုလုံးရဲ့အထွတ်ထိပ်ကိုရောက်သွားတဲ့လူတစ်ယောက်ကတော့သူ့ရဲ့နောက်ဆုံးအချိန်တွေကိုရည်ချိုးခန်းကျမ်းမြေပေါ်မှာရောက်တဲ့အချီးကျန်စွာကုံဆုံးသွားခဲ့ရပါတယ်သူ့ရဲ့နာမည်ကတော့ Elvis Presley လူတွေကသူ့ကို The King ဘုရင်ကြီးလို့တင်စားကြတယ်ဒါပေမဲ့ဘော်ရာတို့သိလားတရပူဆောင်းထားတဲ့ခေါင်းတစ်ခုကတခြားလူတွေထက်ပိုပြီးတော့မှလေးလံတာကိုခံနိုင်ရရှိစမြဲပါဒီနေ့မှာတော့ဂီတတန်စင်တွေရဲ့နောက်ွယ်ကဘယ်သူမှမကြားခဲ့ရတဲ့ဘုရင်တစ်ပါးရဲ့ငိုရှိုက်တဲ့တွေကိုကျွန်တော်ပြောပြချင်ပါတယ် Elvis ရဲ့ဇလန်ရဲ့အစကအောင်မြင်မှုတွေနဲ့စတင်ခဲ့တာတော့မဟုတ်ပါဘူးဆုံးရှုံးမှုနဲ့စတင်ခဲ့ရတာပါ1935ခုနှစ် Mississippi ပြည်နယ်ရဲ့ဆောင်းရည်တစ်ခုမှာပေါ့အဲအိမ်လေးတစ်ခုမှာကလေးလေးနှစ်ယောက်မွေးဖွားလာတယ်ဒါပေမဲ့ကန်ဂျမာကရက်ဆက်တယ်သူ့ကိုဖြစ်သူ Jesse Karen ကတော့မွေချင်းမှာပဲအသက်မပါလာတော့ဘူး Elvis တယောက်တည်းပဲအသက်ရှင်ကျန်ရစ်ခဲ့တယ်ပေါ့စိတ်ပညာရှင်တွေပြောပြတာကအမွာအကိုဆုံးသွားတဲ့ကလေးတွေကကြီးပြင်းလာတဲ့အခါသူတို့ရဲ့စိတ်ထဲမှာဟာရတာကြီးဖြစ်နေတဲ့ခံစားချက်ကတေပူးထားရတတ်တယ်ဆိုတဲ့အရာပဲ Elvis ကလည်းဒီလိုပါပဲသူ့အမေကသူ့ကိုအမြဲတမ်းပြောတယ်သားကလူနှစ်ယောက်စာအသက်ရှင်ရမှာနော်တဲ့ဒီစကားက Elvis အတွက်တွန်းအားတစ်ခုဖြစ်ခဲ့တယ်လို့တစ်သက်လုံးဖယ်ရှားလို့မရတဲ့ဝန်တော့ဝန်ပိုးကြီးတစ်ခုလည်းဖြစ်လာပါတယ်စင်ရဲလွန်းလို့မီးမရှိတဲ့အိမ်မှာနေရတဲ့ကောင်လေးကျောင်းမှာအမြဲတမ်းအနေခံရတဲ့ကောင်လေးသူ့မှာထွက်ပေါက်ဆိုလို့တစ်ခုတည်းရှိပါတယ်အဲ့ဒါကတော့ဂီတပါသူ့ရဲ့ပထမဆုံးဂီတအဆုပ်ကလေးကတနေ့ကျရင်ကဘာကြီးကိုကိုင်းလုံးမဲ့လက်နက်ကြီးတစ်ခုဖြစ်လာလိမ့်မယ်လို့ဘယ်သူထင်ပါလဲဒါပေမဲ့ဒနာရီတိုင်းမှာ feeling တယောက်ကတော့အမြဲတမ်းရှိနေတယ်မဟုတ်ဘူး Elvis ရဲ့ဘဝထဲကိုဝင်လာတဲ့ feeling ကတော့ဘုံမကြီး Tom Parker ဆိုတဲ့သူပါသူက Elvis ကိုကဘာကြောင်လုပ်ပေးခဲ့တာမှန်ပါတယ်သူတောင်းတဲ့တန်ရတန်ကြီးကအလွန်ကိုကြီးမားလွန်းလာပါတယ်ဖကာက Elvis ကိုလူသားတယောက်လိုမဆက်ဆံခဲ့ပေနဲ့ထုတ်ကုန် product တစ်ခုလိုပဲသတ်မှတ်ခဲ့ပါတယ် Elvis ကကဘာပတ်ပြီးချင်းဆိုခြင်းနဲ့ပြင်သစ်ကိုသွားခြင်းနဲ့ဂျပန်ကိုသွားခြင်းနဲ့ဒါပေမဲ့ဖကာကလုံးဝခွင့်မပြုခဲ့ပါဘူးဘာလို့လဲဆိုတော့ဖကာကိုယ်တိုင်ကတရားမဝင်နေထိုင်သူဖြစ်နေလို့ပါသူကနိုင်ငံခြားထွက်ရင် American ကိုပြန်ဝင်ခွင့်မရမှာပဲကြောက်တဲ့အတွက် Elvis ဆိုတဲ့ထွေဥပေးတဲ့ငန်းကိုလောင်ရင်ထဲမှာပဲပိတ်ထားခဲ့ပါတယ်စဉ်းစားကြည့်ပါကဘာပေါ်မှာအအောင်မြင်ဆုံးလူတယောက်လေရင်တွေပိုင်တယ်နန်းတော်ကြီးလိုအိမ်အကြီးကြီးတွေပိုင်တယ်ဒါပေမဲ့သူသွားခြင်းတဲ့နေရာကိုဘယ်တော့မှသွားခွင့်မရှိဘူးဒါကရွှေနဲ့လှုပ်ထားတဲ့ထောင်ချောက်တစ်ခုပါပဲ1980ပြည့်လွန်နှစ်တွေ Las Vegas မြို့ပြကြီးရဲ့မြောက်နေအောက်မှာပေါ့ Elvis ကညတိုင်းစင်မော်တက်တယ်တောက်ပတဲ့ jump suit ကြီးတွေဝတ်တယ်ပရိသတ်တွေကသူ့နာမည်ကိုအော်ခေါ်ကြတယ်မိန်းကလေးတွေကသဘောကျလို့ငိုကြတဲ့အထိပါပဲဒါပေမဲ့ကလကာချလိုက်တဲ့အချိန်မှာထီးကြံမှုအပြည့်နဲ့ရင်ဆိုင်ရပါတယ်သူအိတ်လို့မပြောဘူးအိတ်ပြောဖို့အတွက်လည်းဆေးတွေတောက်ရတယ်မနေ့ကျရင်နိုးဖို့အတွက်စိတ်ကြွစီပြန်တောက်ရတယ်ညကျစင်မော်မှာကနိုင်ဖို့ဆေးတွေထပ်တောက်ရပြင်သူ့ရဲ့ခန္ဓာကိုယ်ကဒါရုပ်ပြစမ်းသက်ခတ်ကြီးတစ်ခုလိုဖြစ်လာခဲ့ပါတယ်ဒေါက်တာ Nick လို့ခေါ်တဲ့ဆရာဝန်တစ်ယောက်က Elvis တောင်းတမဆေးတွေကိုကြားလုံးတွေလိုဝယ်ပေးခဲ့တာပါတရက်ကိုဆေးလုံးပေါင်း30နဲ့40အထက်နီးပါးရှိတယ်လို့ပြောပြထားတဲ့မှတ်တမ်းတွေရှိပါတယ် Elvis ရဲ့ခန္ဓာကိုယ်ကပေါ်ရောင်လာတယ်စကားပြောရင်ဘလုံးမထွေတွေဖြစ်လာတယ်ဒါပေမဲ့သူ့ရဲ့ manager ကလုံးဝ view မဆိုင်ခဲ့ပါဘူးပတ်စံလူတယ်ဆိုပြီးတော့မှဖြော်ပြပွဲတွေစတိုက်စီစဉ်ပါတယ်နေမကောင်းဖြစ်တဲ့ဘီရင်ကြီးကိုစီယုတ်တရုတ်လိုမောင်းနေခဲ့တာတော့အမှန်ပါပဲသူမသိဆုံးခင်နလအလိုကိုကျွန်တော်တို့သွားကြပါမယ်1989ဇွန်လမှာသူ့ရဲ့နောက်ဆုံးဖြော်ပြပွဲတစ်ပွဲလုပ်ခဲ့ပါတယ်ဒီဗီဒီယိုဖိုင်ကိုပြန်ကြည့်ရင်ခင်ဗျာမျက်ရည်ကျပါလိမ့်မယ်သူ့ရဲ့ပုံစံကအရန်ကိုပင်ပန်းနန်းနေပြီးတော့အသက်ရှူဖို့တော့မနေကြိုးစားနေရတဲ့လူတစ်ယောက်ဖြစ်နေပါပြီဒါပေမဲ့သူစန်နီယာခလုတ်တွေကိုတီးလိုက်တဲ့အချိန်မှာတော့ဘုရားသခင်ပေးထားတဲ့အတန်လို့ပြောလို့ရတဲ့အရာကလုံးဝမပြောင်းလဲသေးပါဘူး Unjust Melody ဆိုတဲ့တခြင်းကိုသူအော်ဟစ်လိုက်တဲ့အချိန်မှာအဲ့ဒီတခြင်းကိုစိုးနေတာမဟုတ်တော့ပါဘူးသူ့ရဲ့ဝိညာဉ်ကလွတ်မြောက်ခြင်းလို့အော်ဟစ်ငိုကြွေးနေတယ်လို့ပါပဲဒါကဘီရင်ကြီးရဲ့နောက်ဆုံးနှုတ်ဆက်ခြင်းဖြစ်ခဲ့ပါတယ်1989ခုနှစ်ဩဂုတ်လ16ရက်နေ့လည်ခင်းတစ်ခုမှာတော့သူချစ်သူကသူ့ကိုရီချိုးခန်းကျန်းနေမှာတွေးလိုက်ရပါတယ်အဲ့ဒီအချိန်မှာအသက်က40နှစ်ပဲရှိနေပါသေးတယ်ကဘာကြီးကိုဂီတနဲ့တိုင်လောက်ခဲ့တဲ့လူကတိတ်ဆိတ်စွာနဲ့ပဲအပြီးတိုင်နားယူသွားခဲ့ပါပြီချိုးကပြောတာက Elvis ကမသေးသေးဘူးပုံနေတာပါတဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ချစ်မြတ်နိုးရတဲ့သူရဲ့ကောင်းတွေဒနာကြီးတွေကိုတာမန်လူတွေလိုမျိုးမသေးဆုံးချင်ကြလို့ပါပဲဒါပေမဲ့အမှန်တရားကတော့ Elvis Presley ကတာမန်လူသားတစ်ယောက်ပါသူလည်းနာကျင်တတ်တယ်ဝမ်းနဲ့တတ်တယ်သူလည်းချက်ချင်းမြတ်တာကိုစာလောင်တတ်တဲ့တာမန်လူသားတစ်ယောက်ပါသူ့ရဲ့ဘဝကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်ဒါကကြော်ကြားမှုဆိုတဲ့အလင်းရောင်ဟာအခါတလေမှာလူသားတွေကိုလောင်ကျွမ်းသွားစေနိုင်တယ်မိတော့တစ်ခုဖြစ်နေနိုင်တယ်ဆိုတဲ့အရာ Elvis ပြောခဲ့ပူတဲ့စကားလေးတစ်ခုရှိပါတယ်ငါရဲ့ပုံရိပ်ကတစ်မျိုးငါဆိုတဲ့လူသားကတစ်မျိုးပါပဲဒီနေ့မှာတော့ Rock and Roll ဘီရင်ကြီးကောင်းကောင်းအနားယူနိုင်ပါစေလို့ဆုတောင်းပေးရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါ